အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ပြပြချင်တာတော့ဟိုတယ်လောကသားတွေကြားထဲမှာပွဲစုနေတယ်ပေါ့ပွဲလေးတစ်ခုခေါင်းစဉ်တော့ဘယ်လိုပေးရမလဲဆိုရင်တော့တဲလက်ကြားမှာစားညက်သွားတဲ့ဟိုတယ်မန်နေဂျာလို့ပဲပြောရမှာဒါမှမဟုတ်ရင်ဟိုတယ်လုပ်ငန်းခွင်ရဲ့သာသနာကြီးရဲ့ miss အလှမယ်တွေရဲ့3မိနစ်ပြဿနာလို့ပဲပြောရမှာမသိပေါ့ဗျာအားလုံးလည်းပြည်သားဖြစ်ပါမှာဗျပြီးခဲ့တဲ့မေလ4ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ Miss Grand မြန်မာ2026ပြိုင်ပွဲမှာဒီလချင်းဝတ်ဆောင်တဲ့ပြိုင်ပွဲရဲ့အလှမဲ့အပါဝင်၄ယောက်ကိုဖမ်းဆီးထားပြီးတော့အရေးယူမှုလုပ်နေရလို့ကျွန်တော်ဖတ်ခဲ့ရပါတယ်ဒီကနေ့မှာတော့ကျွန်တော်ကြားသိလိုက်ရတဲ့သတင်းကတော့ဒါစလေးလောက်ရဖြစ်တဲ့အင်္ဂုံတွေကိုတော့ထောင်ဒဏ်၄နှစ်စီစဉ်သူမရန်ဆိုင်တော်ကိုတော့ထောင်ဒဏ်၄နှစ်ပွဲမြောက်တာရကမရန်လူတို့အောင်ကတော့၄နှစ်နောက်ပြီးတော့ထူးခြားတော့ဟိုတယ်မန်နေဂျာကိုတော့ဟိုတယ်မန်နေဂျာကတော့ထောင်ဒဏ်6လအတိအကျမှတ်ခဲ့တယ်လို့ဒီမှာသာသနာရေးဝင်ထားတာပေါ့အရှင်တုနန္ဒကရေးထားတယ်ဒီမှာအရှင်တုနန္ဒဆိုတဲ့ဟာလေးနဲ့လည်းကျွန်တော်တို့သိရပါတယ်အဲ့ဒါဘာကြောင့်ဖြစ်ရလဲပေါ့ကျွန်တော်ဟိုတယ်လောကသားတွေမှာတော့အားဆိုင်လို့လဲပေါ့သူတို့နဲ့လုပ်တဲ့ဟိုတယ်မန်နေဂျာဘာလို့ကြားရလဲအဲ့ကျွန်တော်တို့ဟိုတယ်မန်နေဂျာတွေဆိုတာအရာရာမှာကျွန်တော်တို့တတိနဲ့ audit နဲ့ထားနေရတဲ့လူပါအများအားမလွယ်ကူပါဘူးဟိုတယ်လောကသားတွေဟိုတယ်မန်နေဂျာတယောက်ဖြစ်လာတယ် GM နဲ့ဖြစ်တယ်ဟိုတယ်မန်နေဂျာဆို operation manager ဖြစ်တယ်အညာအောင်ကျွန်တော်တတိနဲ့ထားပြီးလုပ်နေရပါအဲ့ဒီညွန်ညင်မှုကိုလည်းကြောက်ရတယ်စီးပွားရေးမကောင်းမှကြောက်လည်းကြောက်ရတယ်ကိုယ့်ရဲ့ဝန်ထမ်းကိုထိမ့်သိမ့်မှုအတွက်ဒါတွေလည်းအမျိုးမျိုးပေါ့လေတေးသေးချာချာလေးကိုတတိကြီးကြီးနဲ့လုပ်ကြရမှာဟိုတယ်မန်နေဂျာအလုပ်ကအရန်လွယ်လာပါပြီလို့ပြောတဲ့လူတွေဒါတွေကတော့ကျွန်တော်သင်ငန်းတော်ပါပဲခင်ဗျအဲ့ဆိုရင်ကျွန်တော်ဘာကြောင့်ဒီလိုမျိုးဟိုတယ်မန်နေဂျာ6လအတက်ခံလိုက်ရလဲဆိုတော့ထပ်ပြီးရှင်းပြမှာကြာဟိုတယ်မန်နေဂျာလုံးမဲ့သူတွေဟိုတယ်မန်နေဂျာလောင်းညာတွေရှင်းပြခြင်းပါလေဒါလေးကိုပြောစပြီးနားထောင်ကြည့်ပါခင်ဗျဟိုတယ်မန်နေဂျာဘာကြောင့်6လဆိုတဲ့ထောင်ဒဏ်ကိုချမှတ်ခံလိုက်ရလဲဆိုတော့ကျွန်တော်ပြောပြရအောင်အဓိကကျွန်တော်ဆိုလိုချင်တာကတော့လေဟိုတယ်မန်နေဂျာကဘာကြောင့်ပဲလို့ရစညက်သွားတဲ့တောင်းနဲ့ပြောချင်တာပါဟိုတယ်လန်တွေက6ထားသေးပဲရှိသေးပေါ့အဓိကအမှုတမှုတွေနဲ့6ထားသေးနေမှလို့သူကဒီမှာစတိုက်တယ်ဆိုတော့အရာကိုလူတွေကပြောများနေကြရပေါ့ဒီကနေ့ဟိုတယ်တစ်ခုမှကျွန်တော်ပွဲမိတ်လို့တော့ပွဲလို့တော့မယ်ဆိုပွဲမိတ်ဆိုတော့ကျွန်တော်ပြင်ပေးရပါတယ်ဌာနဆိုင်ရာတွေပွဲမိတ်ကပြင်နေအဲ့ဒီပွဲမိတ်မှာဟိုတယ်ဘက်ကနေရောအဆဆအရာရာတာဝန်ယူပါမယ်ဆိုတဲ့ဟာပါတယ်ဗျတော့အထွေအုပ်ကိုပဲတင်နေပေါ့အထွေအုပ်မှာလည်းတင်နေပေါ့အဲ့ဒီတင်တဲ့ဟာကြီးအစရရာမှာတာဝန်ယူရပါမယ်လို့ပြောထားတယ်အဲ့ဟာလေးဒီခုပါနောက်ပြီးတော့ format တွေပဲဒီမှာတင်တဲ့ပွဲမိတ်အတွက်တင်တဲ့ format တွေ file တွေမှာအမှ hotel manager GM ဒါတွေကလက်မှတ်ထိုးပြရပါတယ်ဒီ plan ကိုတော့မသိဘူးအသေးစိတ်ကိုမသိအဲ့တော့ hotel ကလည်းမသိစိတ်မသိဘူးမသိတော့ညာလဲဘာမှတော့မသိတော့ပါဘူးဆိုတဲ့အတိုင်းမှာ hotel ကလည်း okay hotel ကလည်းဘယ်လိုလဲ revenue လို့ရှင်တော့ကျွန်တော်ဝင်လေးရလည်းလိုချင်တဲ့အတွက်ကြောင့်မလုပ်ပြရလဲဆိုတော့လက်မှတ်ထိုးပေးလိုက်တယ်တကယ်တမ်းဆိုလည်းပွဲမိတ်ကကျွန်တော်တမလောက်ကြိုပြီးတင်ရတာချက်ချင်းတင်လို့မရပါဘူးခုချက်ချင်းတင်ချက်ချင်းလည်းကြတာမဟုတ်ပါဘူးအစစ်နဲ့တင်ရပါပွဲမိတ်ကဖြစ်လာရင်ပွဲမိတ်မကြပြီးတော့တင်ထားပြီးတော့တခုခုမဖြစ်ရင်တော့အေးစေးပါဝင်လေးပတ်စံလေးတော့ပတ်စံအလေးအိတ်ကတဲ့ပတ်စံလေးဖောင်းပြီးတက်နေခက်လို့ရတကယ်လို့ဖြစ်ပြီဆိုရင်လည်းချင်းရမှာဟိုတယ်မန်နေဂျာတွေပါပဲဘယ်သူမှလာမချင်းပါဘူးဟိုတယ်မန်နေဂျာလည်းလာမချင်းဘူးဘယ်သူမှမချင်းဘူးဟိုတယ်မန်နေဂျာအဓိကသူလက်မှတ်ထိုးလုပ်တာတချို့နေရာမှာကျွန်တော်ပုံပြီးတော့စိုးပါတယ်တချို့နေရာမှာဆိုဒီ client ကအလုပ်ချင်တာကမနဲ့ခံဒီနေ့လာပြီးလုပ်ပေးရဆိုဒီအလောက်မလွယ်ဘူးအဲ့တော့ဘယ်လိုပဲဖြစ်တက်နိုင်တော့ကြိုးစားပြီးလုပ်ရတယ်ဘာပွဲမိတ်မှလည်းမဆောင်နိုင်တော့ဘူးရတယ်တင်ထားပါတယ်ပွဲမိတ်တင်ထားပါတယ်ဆိုပြီးတော့ပဲလုပ်လိုက်ကြပဲကျွန်တော်ပြောခဲ့တယ်ဘာမှမဖြစ်ရင်တော့ဘာမှမဖြစ်ပါဘူးဖြစ်လာရင်တော့ခံပါပြီရောပဲအဲ့တော့ကျွန်တော်တို့ hotel manager နဲ့ကျွန်တော်တို့ကနေသင်ခန်းစာယူတော့မှာပေါ့လေသင်ခန်းစာကျတော့ကိုလုံးနေတဲ့ hotel ဒီလိုပွဲလုပ်တယ်မယ်ပွဲမိတ်တွေကြဖို့လိုတယ်နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အရေးရောင်းချင်တာမှကျွန်တော် FN17 လောက်တော့ကျွန်တော်မှရှိကြတယ်မှာဒါပေမဲ့ကျွန်တော်တို့6ထားဆဲဆိုတဲ့အရာနဲ့အရက်တွေရောင်းနေကြတဲ့ license 6ထားဆဲဆိုတဲ့အရာနဲ့ကျွန်တော်ဟိုတယ်ကိုဖွင့်ထားရတယ်အများကြီးပါကျွန်တော်အမြဲတမ်းပြောရတဲ့စကားလိုပါပဲဘာမှမဖြစ်ရင်တော့ဘာမှမဖြစ်ပါဘူးဖြစ်ပြီဆိုရင်တော့ကျွန်တော်တာဝန်ယူပေးရမှာဒီသင်ခန်းစာလေးကိုကြည့်ပြီးတော့ဒီဖြစ်ရလေးကိုကြည့်ပြီးတော့ကျွန်တော် hotel manager တွေ hotel manager လုပ်မဲ့ hotel manager လောင်းတာတွေသင်ခန်းစာယူနိုင်ဖို့ကျွန်တော်တက်မျှဝေခြင်းပဲဖြစ်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ် hotel လုပ်ငန်းများအားလုံးအောင်မြင်ကြပါစေခင်ဗျ